တင်းအနေနဲ့အတိတ်ကဆက်ဆံရေးမှာတင်ကပဲအမြဲတမ်းပေးဆက်တဲ့သူစောင့်ရှောက်တတ်တဲ့သူဖြစ်ခဲ့ကိုကပေးတာများပေမဲ့အပြန်အလှန်မညီမျှတဲ့ချစ်ချင်းတွေကိုကြုံခဲ့ရတယ်။ကိုချစ်တာထက်သူ့ဘက်ကစိတ်မဝင်စားတော့တဲ့အခြေအနေကိုခံစားခဲ့ရနိုင်မယ်။ငါတယောက်တည်းနဲ့မလုံလောက်ဘူးလားဆိုရဲခံစားချက်တွေဝင်လာခဲ့မယ်။ကိုတန်မိုးကိုမမြင်တဲ့သူကိုချစ်မိတာကြောင့်စိတ်ပင်ပန်းခဲ့ရတာမျိုးကြုံခဲ့ရတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကတင်အတွက်ဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာကတင်းအတွက်ကြက်လာမယ့်အနာဂတ်အတွက်အချစ်ရည်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တင်းရဲ့အရင်ကအချစ်ရည်ကနာကျင်မှုတွေကလုံးဝကိုပြီးဆုံးသွားမယ့်အချိန်ရောက်လာပါလိမ့်မယ်။စိတ်နာကျင်တာတွေစိတ်မကောင်းဖြစ်နေတဲ့အချိန်တွေကမကြခင်မှာပဲပြီးဆုံးသွားမယ်။တင်းကအရင်လိုအလွယ်တကူမယုံကြည်ရတဲ့သူဖြစ်လာလိမ့်မယ်။ကိုပို့ပြီးတော့မှတန်မိုးချတတ်လာမယ်။ကိုနဲ့ကိုတတ်မှတ်ချက်တွေနဲ့ကိုက်ညီရဲ့အချစ်မျိုးကိုပဲလိုချင်လာလိမ့်မယ်။တင်းရဲ့ဘဝလမ်းကြောင်းကိုပြန်ပြီးတော့မှရွေးချယ်နေတဲ့အချိန်ဖြစ်လာလိမ့်မယ်။အချစ်ရည်နဲ့ပတ်သက်ပြီးတော့အနာဂတ်ကိုတေချာစဉ်းစားလာမယ်။အရင်လိုစိတ်ခံစားချက်နဲ့ပဲမရွေးတော့ဘဲနဲ့တေချာအုံနောက်နဲ့စဉ်းစားပြီးတော့မှရွေးလိမ့်မယ်။ကိုအတွက်အကျိုးရှိမရှိကိုပထမဆုံးစဉ်းစားလာမယ်။အချစ်တဲ့တင်ဘဝတိုးတက်မှုကိုပုံမူပြီးတော့မှဦးစားပေးလာနိုင်မယ်။အားဆိုတော့တစ်ချက် oracle လေးတွေနဲ့ဆက်ဖတ်ပေးမယ်။တင်းရဲ့အချစ်ရည်ကအစင်းမြင့်သွားမယ့်ချိန်ကိုရောက်လာပါပြီ။အရင်လိုမနာကျင်တော့ပဲနှက်ဆိုင်တဲ့ချစ်ချင်းကိုခံစားနိုင်မယ်။အချစ်ကပဲတင်းကိုပြန်ပြီးတော့မှပြောင်းလဲပေးမယ်။ကိုတန်မိုးကိုတည်လာမယ်။တင်ဘဝအတွက်ကောင်းမွန်တဲ့အင်အားတစ်ခုဖြစ်လာနိုင်မယ်။ Now oracle လေးတစ်ခုကကြတော့အတိတ်ကအမုန်းတွေနာကျင်မှုတွေကိုလွတ်ချလိုက်ဖို့လိုနေပါပြီ။မလွတ်ချနိုင်သေးရင်တင်းအတွက်ရောက်လာမယ့်အနာဂတ်ကချစ်ချင်းကိုမမြင်နိုင်ဘူးတဲ့။စိတ်နာမှုကိုတင်ကဖုံးကွယ်ထားတဲ့ကိုအရင်ဆုံးခွင့်လွှတ်ပေးတတ်ဖို့လိုပါတယ်တဲ့။လွတ်ချနိုင်ရင်တင်းစီကိုရောက်လာမယ့်အချစ်တွေကပုံမမြန်ဆန်ပြီးတော့မှအဆင်ပြေလာပါလိမ့်မယ်။တင်ကအရင်ကပေးဆက်ခဲ့ရတွေများပြီးတော့မှပြန်မရခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့အခုအစားပြီးတော့မှနာကျင်မှုတွေကိုပြီးဆုံးလိုက်ပြီးတော့ကိုတန်မိုးကိုတည်ရဲ့အချစ်တစ်ခုကိုတွားနေပြီဖြစ်ပါတယ်။